စ္စည်းကူတယ်ပေးမယ်လူပါလားကိုမပိုင်တော့ထားခဲ့မှရမယ်ကိုရှိတယ်အကိုဒီမှာပါဘယ်သူပို့ပေးရလဲတိလားကိုကောင်မလေးဆိုတော့ကောင်မကြီးရှိသေးလားဘာမှမရှိသေးမြေကုန်းမှာစတာပါနော်ကိုချင်းနီ surprise ကစားပေးရဲ့လေးစားချစ်ခင်ရပါတော့ customer လေးများရှင်ယခုအခါမှာမမင်းရဲ့ချင်းနီ page ကိုပုံတူကူးက page အတုတွေဖွင့်ပြီးလင်စားနေသူအများပြားရှိနေသည့်အတွက်မမင်းရဲ့ချင်းနီ page အစစ်အမှန်ကိုသတိထားမိအောင်ယခုလိုသတိပေးစာလေးထည့်သွင်းထားခြင်းဖြစ်ပါတယ်ရှင်မမင်းတို့ရဲ့ချင်းနီ page လေးကိုချစ်ခင်လို့မှာယူအားပေးခြင်းနဲ့ဆိုပစ္စည်းမမှာခင် page like follower ငွေလွှဲအကောင့်များကိုတေချာစစ်ဆေးပြီးမှသာမှာယူအားပေးပါရန်မေတ္တာရက်ခံအပ်ပါတယ်ရှင်တခြားသောနာမည်တူပုံစံတူလိုက်ဖွင့်ပြီးမမင်းရဲ့ပုံတွေဗီဒီယိုတွေကိုယူသုံးထားတဲ့ page အတူများသည်မမင်းတို့နဲ့လုံးဝမသက်ဆိုင်ပါကြောင်းနဲ့မမင်းတို့ဘက်မှ page အခွဲအကောင့်အခွဲများလုံးဝမဖွင့်ထားပါတော့ကြောင်းမမင်းတို့ရဲ့ page အစစ်မှာမှာယူအားပေးငွေလွှဲခြင်းမဟုတ်ဘဲတခြားအကောင့်တူများ page အတူများကိုမှာယူငွေလွှဲခြင်းကိစ္စများပြဿနာဖြစ်ပေါ်လာပါကလုံးဝတာဝန်မယူပါကြောင်းကိုအတိအလင်းထက်ခါတလဲသတိပေးကြပါရစေရှင်ဒီဗီဒီယိုလေးမှာထည့်သွင်းဖော်ပြထားတဲ့ငွေလွှဲအကောင့်များမှလွဲပြီးတခြားသောဘဏ်အကောင့်များတခြားသောနာမည်ဖြင့်ဖွင့်ထားသောငွေလွှဲအကောင့်များကိုအသုံးပြုခြင်းမရှိပါကြောင်းဘာအကြောင်းပြချက်နဲ့မှတခြားသောငွေလွှဲအကောင့်များကိုငွေလွှဲခိုင်းခြင်းမရှိပါကြောင်းကိုထက်ခါသတိပေးအပ်ပါရှင်အပြင်မှာကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူအားပေးခြင်းတဲ့ customer လေးများကလည်း Google Map မှာမမင်းတို့ရဲ့ site location ကိုတင်ပေးထားတာမို့ Google Map မှာဂျင်းနီ surprise service လို့ရိုက်ထည့်လိုက်ရုံနဲ့မမင်းတို့ရဲ့ဆိုင်လိပ်စာလေးကိုတန်မတ်လာရောက်ဝယ်ယူအားပေးနိုင်ပါပြီနော်မမင်းကိုချစ်ခင်အားပေးကြတဲ့ဂျင်းနီဘက်ကလေးတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်လူလိမ်လူညာများရံမှကင်းဝေးပြီးနေ့ရက်တိုင်းမှာတာယာပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်ပစ္စည်းကူတယ်ပေးမယ်လူပါလားကိုမပိုင်တော့ထားခဲ့မှရမယ်ကိုရှိတယ်အကိုဒီမှာပါဘယ်သူပို့ပေးရလဲတိလားကိုကောင်မလေးဆိုတော့ကောင်မကြီးရှိသေးလားဘာမှမရှိသေးမြေကုန်းမှာစတာပါနော်ကိုကောင်မလေးကဘယ်မှာတော့တရုတ်မှာမဟုတ်တာလည်းမပြောနဲ့နော်ကိုကောင်မလေးမားနေရလားကောင်လေးမားနေရလားမဟုတ်ဒီမှာနော်ဂျပန်လို့ပြောလိုက်တယ်နော်ဟုတ်တရုတ်ဂျပန်ရတယ်နော်ကိုဒီမှာလာမှာတာညီမကဂျပန်မှာနေတယ်တဲ့ကောင်လေးစီကူပြီးပါတယ်အဲ့လိုလာမှာတာဟုတ်သိချလားတရုတ်ကသိချလားတရုတ်ကကောင်မလေးနဲ့ချစ်တဲ့တန်ဘယ်လောက်ဖြစ်သွားပြီတန်ကဒီမှာ2လလောက်ပဲရှိသေးပြန်သွားတော့မနာလို့အဲ့လိုစစ်တန်2လတည်းနဲ့ surprise ရတဲ့နီလန်နေနေပေးပါအောင်ဘယ်လိုဆိုရလဲနည်းနည်းလားဝေးမျှပါအောင်နဲတာမဟုတ် surprise ကမကြည့်မွေးနေ့ကိတ်လည်းရတယ်ဒီထဲမှာလည်းလက်ဆောင်ပါသေးတယ်ပြီးရင်ဒီမှာပန်းစည်းလေးရောပဲအခုအဲ့လို surprise နီလန်လေးနည်းနည်းဝေးမျှဘယ်လိုဆိုရလဲအဲ့တော့မသိဘူးကောင်မလေးပေးခြင်းလို့ပေးတယ်အဲ့လိုလားမွေးနေ့ဆိုရင်ရတယ်ပေါ့ခေါ်နေနဲ့မွေးနေ့အရေးမွက်တွေပါပြောလိုက်ရသည်လားမွေးနေ့ရောက်တော့မယ်ဘာညာအဲ့လိုပြောလိုက်ရတယ်အဲ့လိုတော့မပြောလိုက်ဘူးမပြောလိုက်ဘူးရောက်တော့လှမ်းမေးအတိကိုလှမ်းမေးတော့ဘယ်လိုပြောလဲမသိဘူးသူတို့2ယောက်ပဲပြောနေတာသူတို့2ယောက်ပဲကြည်ပြောနေဟုတ်ကဲ့ပါရှင်ဒါကကိတ်လေးပါကိုနောက်ထပ်လက်ဆောင်တစ်ခုရှိသေးတယ်ယူလာပေးမယ်နော်ဟုတ်ကဲ့ပါနိုင်မလားကိုရနော်ဟုတ်ကဲ့အခုဒီမှာဒီပန်းကြီးကအခုမကြိုက်တော့ဘူးလေဟုတ်လားရောက်ဖာအတွက်တယ်အော်အခုအတွက်မဟုတ်ဘူးဆိုတာအခုသိတယ်ပေါ့အဲ့လိုလားဘာဖြစ်လို့လဲကိုမလို့ချင်းကဒီပန်းကြီးဗီဒီယိုကိုခေါ်တာလားကိုမဟုတ်ဘူးသူကမအားဘူးအော်ဟုတ်ကဲ့ဟုတ်ဒီပန်းကြီးနဲ့လဲဖို့အစီအစဉ်ရှိလားကိုရှိတယ်နော်အကိုကိုကြာတော့မပြီးဘူးဘာလို့လဲမသိဘူးနော်အကိုလည်းကြိုက်တယ်မလားရှိတယ်ဟုတ်ကဲ့လက်ကားစားတာပါရှင်ညီမကအကိုရဲ့ချစ်ရသူကောင်မလေးရှိရမှားထားတဲ့အမှားကလေးကိုဖတ်ပြပေးပါမယ်နော် Happy birthday ပါကို28နှစ်ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေနော်မိဘအားထားရတဲ့သားကောင်းယတနာလေးဖြစ်ပါစေနော်လူချစ်လူခင်လည်းဒီထက်ပေါများပါစေနော်
ဘဝမှာအစင်မပြေမှုတွေကြုံလာရင်တော့ကောင်းမွန်စွာကြော်လာနိုင်ပါစေအရန်လည်းမဆိုးနဲ့နော်ဆန္ဒနဲ့ဘဝတစ်ထက်တည်းကြပါစေနော်ဝင်းဒီမှာစပြီးဝမ်းနေစရာတွေနဲ့မကြုံပဲပျော်ရွှင်မှုတွေနဲ့ပဲကြုံပါစေနော်ဒါပဲလုပ်လို့အဆဆအရရအစင်ပြေနိုင်ပါစေအခုဒါဒီပန်းကြီးကအကိုအတွက်ဆိုတာမဟုတ်ဘူးလေအကိုအတွက်တည်းဟုတ်လား သူ့အတွက် ဟုတ်လားအကိုအတွက်တည်းရောက်ဖလာတာဟုတ်လား တငယ်ချင်း တငယ်ချင်းရောက်ဖပေါ့အဲ့လိုလားအကိုအတွက်တည်း ဒီဥစ္စာ ဘလူလိုချင်တယ်အကိုဒီဟာကိုဘယ်သူကပို့ကြိုက်တာအကိုနဲ့ဒီကိုနဲ့မှာဘယ်သူပို့ကြိုက်တာကျွန်တော်ကြိုက်တာကဲတို့ရတငယ်ချင်းနဲ့အကျိုးဆောင်ထားတယ်ဟုတ်လားလဲမလားဒီပန်းကြီးနဲ့ မလေးပါဘူးတရား ဒါရဟုတ်ကဲ့ပါရှင်ညီမစာလေးထပ်ဖတ်ပြမယ်နော်အခုကိုရင်မေးလိုက်မယ်လေဘလို့နေလဲကိုတိုင်း surprise ရတာဒီ season နဲ့တည်းမှာမွေးနေ့ surprise season နဲ့တည်းမှာအကိုရောပါသေးလား ပါတယ် ပါတယ် လှမ်းမိတယ်လေ ကိုအတွက်ပါတယ်ဆိုတာမသိဘဲနဲ့လေအဲ့လိုမျိုးရတော့ မဟုတ်တိတယ်အဲ့ဒါ အတိသူ့အတွက်ပဲလို့ထင်တာအဲ့လိုလား မဟုတ် ကျွန်တော်အတွက်ဆို ပြော တော့ ကျွန်တော်အကုန်ပြောတယ်အာကြာပြီပါ ဟုတ်ပြောတယ်တိတိရနဲ့ရတာမကောင်းဘူးညီမတို့ပြင်သွားပြီ အယူပါလေ ဟုတ်ကဲ့ပါရှင်ဒီညီမလေးကိုဗာလေးမှာတင်လေးလည်းမသိရှင် ကျမိုက်ဂယူဆိုင်လို့မြန်မာပြည်ကိုညံတော့ပြန်လာနိုင်အောင်လဲကြိုးစားပါလို့ နောက်လဲဒါမျိုးတွေ surprise များပို့အဲ့လိုလား မပုံနေ မပူနေရတယ်ဟုတ်ကဲ့ပါရှင် ပြန်လာရင်ပဲရပြီ အဲ့လိုပြန်လာရင်ပဲရတော်တော်ချစ်ကြတာပဲเนาะဒီတငယ်ချင်းတွေဟုတ်ကဲ့ပါရှင်ညီမစာလေးထပ်ပတ်ပြမယ်เนาะအရန်လည်းမစိုးနဲ့เนาะဆန္ဒနဲ့ဘဝတစ်ထက်တည်းကြပါစေเนาะဝင်းဒီမှာစပြီးဝမ်းနေစရာတွေနဲ့မကြုံပဲပျော်ရွှင်မှုတွေနဲ့ပဲကြုံပါစေเนาะဘာပဲလုပ်လို့ဆဆရရအဆင်ပြေပါစေအားကိုးရတဲ့လူငယ်တယောက်လည်းဖြစ်ပါစေကိုစိတ်ချမ်းသာတာကိုပဲမြင်ချင်တာမလို့ပျော်အောင်နေပေးပါနော်ရှေ့လျှောက်လဲဒီကောင်မလေးကတစ်သက်လုံးအနားမှာရှိနေပေးမှာမလို့စိတ်ချပါနော်အရန်ချစ်ပါရဲ့နော်မျိုးသားလေးရေဒီကောင်မလေးဘူးကလန့်ပြောတာတွေကိုလည်းစိတ်ရှိရှိသိခံနိုင်ပါစေနော်ချစ်တယ်ကလေးရဲ့ဆူတောင်းအားလုံးပြပါစေနော်ဘဝကြီးနဲ့ယဉ်ပြီးတော့ချစ်တယ်ကျမကြီးလည်းကြည့်ဆိုင်အောင်နော်အမှားသာအရှိပါလိုက်တယ်အကူကလည်းပြန်ပြောပြီးနှစ်ဆ အများကြီးတော့မှာကြပါဦးကျမိုက်ဂယူဆိုင်စိတ်ညစ်တိုင်းလည်းမငိုပါနဲ့ပြီးလို့ရှိရင်ပြန်လာနိုင်အောင်လဲကြိုးစားပါခုဖြစ်တိုင်းလဲကျွန်တော်တို့ရှိတယ်လို့ ဟုတ်ကဲ့ဟုတ် ဘာပဲဖြစ်ဖြစ်ပေါ့လှမ်းပြောကျွန်တော်တို့ရှိတယ်ကျွန်တော်ပေးတာမှာအမြဲရှိပါ စစ်တဲ့နှစ်လအတွင်းမှာကိုကောင်မလေးကဘယ်နှခါလဲစိတ်ကောက်ပြီးသွားပြီလဲသူလေးနာနေသိရလားသူတို့နှစ်ယောက်စိတ်ကသူပဲကောက်တယ်အော်တကယ်ကြီးအကုန်ဖော်တာအေးပေါ့အကူကဘီယာတွေတိုက်မှမတိုက်တော့ဟိုကနေမှဘီယာပန်းစည်းတိုက်တာလीနော်အဲ့တော့အကူဘက်ကမပါဘူးဘယ်လိုလုပ်မလဲကိုစိတ်ကောက်လို့ဝါပြီလားကိုနှစ်လဆိုတော့ စိတ်ကောက်တာမဟုတ်ဘူးတဝင်းတူတဝင်း အော်တဝင်းတူတာဩ နဲ့လေးပေါ့ ဟမ်အေးနော်တရုတ်မှာရှောင်းကောကောတွေအများကြီးပဲဒီနော်တဝင်းတူတာမြင်ပြန်လာပေါ့အဲ့လိုလားဟုတ်ကဲ့ပါရှင်တကယ်ချင်းနှစ်ယောက်ဓာတ်ပုံလေးတော့ထည့်ရိုက်ပြီးမယ်နော်ကိုကျေးဇူးအများကြီးတင်ပါတယ်အခုနှစ်ယောက်ကိုဗီဒီယိုမှတ်တမ်းလေးတင်ထားပေးရရှိရဲအဲ့ဗီဒီယိုမှတ်တမ်းလေးဒီမှာတို့ line မတင်လို့ရလားကောင်မလေးစီပဲပို့ပြရမလားရှင်ရနော်ဟုတ်ကဲ့ပါဒါဆိုရင်တော့အကူကလက်ပိတ်ပြီးဒီလိုဗီဒီယိုကြီးအတွက်ကတော့အဲ့ဒါကျင်းမောရှာနေတယ်လို့ပြောရမှာလားစူစာဘက်ရှာနေတယ်အရာဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြန်ခွင့်ပြုပါအောင်ရှင်ဟုတ်ကဲ့ဟုတ်